ပြည်သူများလုံးမင်္ဂလာပါဒီတစ်ခါမှာတော့ Sniper the White Raven ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးသွားခြင်းပါတယ်ဇာတ်ကားကသင်္ချာပညာရှင်ယူပဗေဒပညာရှင်စီးပွားရေးပညာရှင်ဝေဒပညာရှင်စတဲ့ပညာမျိုးစုံတော်တဲ့ Makola Voronenko ဆိုတဲ့လူတစ်ယောက်ကကိုဝင်ဆောင်တဲ့စနေဖြစ်သူ Nastia ကိုနှုတ်ဆက်ပြီးတော့စပိန်လေးနဲ့အလုပ်စီကိုထွက်လာတာနဲ့စတင်ထားပါတယ်သူတို့ကယူကရိန်းနိုင်ငံရဲ့ Donbas ဒေသက2ဟက်တာလောက်ကျဲပြီးတော့အရန်ကိုငိမ့်ချမ်းလှတဲ့ area လေးမှာနေထိုင်နေကြတာပါသူတို့တွေကဒီ area ထဲမှာပထမဆုံးဂေဟာစနစ်နဲ့လိုက်ရောစွာနေထိုင်နေကြသူတွေအဖြစ်မှတ်ယူခံထားရပါတယ်မကိုလာကသူ့ရဲ့စပိန်ကိုပါကင်ထိုးလိုက်ရင်းနဲ့သူစာတင်နေတဲ့ကျောင်းထဲဝင်သွားတယ်အတွင်းထဲကိုရောက်တော့သူဟာယူကရိန်းမြို့တော်ကီယက်မှာဆန္ဒပြသူရာပေါင်းများစွာကိုတပ်ပစ်တဲ့အထူးတပ်ဖွဲ့အကြောင်းထုတ်လွှင့်နေတဲ့သတင်းကိုမြင်လိုက်ရတယ်ပြီးတော့သူတို့ယူကရိန်းသမ္မတကရုရှားစီထွက်ပြေးပြီးတော့ရုရှားတွေကလည်းယူကရိန်းကိုအတင်းအဓမ္မကျူးကျော်ဝင်ရောက်ခါနီးနေပြီဆိုတာကိုသိလိုက်ရတယ်ယူဘဗေဒတင်နေတော့မှမကိုလာကသူ့ရဲ့ဘ ഹു တုဒတွေကိုအကောင်းဆုံးမျှဝေပေးရင်းနဲ့သူ့ရဲ့ကျောင်းသားတွေကိုပညာပေးနေပါတယ်သူ့ရဲ့ကျောင်းသားတွေထဲမှာ Ivan လို့ခေါ်တဲ့ကျောင်းသားတစ်ယောက်ကတော့သူစာတင်နေတာကိုစိတ်ဝင်စားဟန်မပြဘူး။အဲဒီစားသူကသူ့ဆရာကိုရန်မှုနေပါတယ်။အတန်းပြီးတော့ Ivan ကမကိုလာနာရောက်လာပြီးတော့ဆရာကဒီမှာလူစိမ်းဖြစ်နေတာမို့လို့ဒီကနေထွက်သွားပါလို့တောင်ပြောလာတယ်။နောက်ထပ်သူ့လို့စီကိုစပိန်နင်းသွားနေတဲ့တရက်မှာတော့သူတို့နေရာနာမှာစစ်သားတွေရောက်နေတာကိုမကိုလာတွေ့လိုက်ရတယ်။ဒါပေမဲ့သူကဘာမှထူးထူးထွေထွေမတွေ့တော့ဘဲနဲ့အလုပ်ကိုပဲ report တက်ဖို့သွားလိုက်တယ်။ပုံမှန်တိုင်းပဲသူကစပိန်ကိုပါကင်ထိုးတယ်ပြီးတော့ကျောင်းထဲကိုဝင်လာလိုက်တယ်။အတွင်းထဲရောက်တော့ဘယ်သူမှမရှိဘဲနဲ့ဆရာဆိုလို့သူတယောက်တည်းရှိနေတာကိုတွေ့ပြီးတော့အံ့အားသင့်သွားတယ်။သတင်းထဲမှာတော့ဗယံဖရာအခြေအနေတွေကနေရာအားလုံးမှာဖြစ်နေသေးပြီးတော့ရုရှားတွေကလည်းသူတို့အိမ်နေချင်း area တွေတဲကိုကျူးကျော်ဝင်ရောက်ဖို့ဆက်လုပ်နေသေးတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်မလို့ချက်ချင်းပဲစပိန်ကိုဆွဲထုတ်ကသူ့အိမ်စီကိုပြန်လာတယ်။သူမိမကအိမ်မှာတယောက်တည်းဖြစ်နေတယ်လို့အစောပိုင်းတုန်းကသူတွေ့ခဲ့တဲ့စိတ်နှောက်ယှက်ဖြစ်စရာစစ်သားတွေကသူ့အတွေ့အကြုံကိုဝင်လာတယ်။သူမမားပါဘူးဝဝေးကနေပဲသူမိမဖြစ်သူကအရိုက်နှက်ခံနေရတာကိုမြင်လိုက်ရတယ်။သူကကိုကြီးပေးဖို့အပြေးသွားခဲ့ပေမဲ့သူ့ကိုတနက်တင်နဲ့ထုတာပဲခံလိုက်ရတယ်။သူမိမကကိုဝင်ဆောင်ထားတာမလို့သူမကိုနာကျင်အောင်မလုပ်ဖို့သူတောင်းပန်လိုက်ပေမဲ့ခွေးသားတွေကသူ့စကားကိုနားမထောင်ဘူး။ပြီးတော့ရုရှားစစ်သားတယောက်ကသူတို့အိမ်ထဲဝင်သွားပြီးတော့အိမ်ကိုမီးရှို့ပစ်လိုက်တယ်။ရုရှားနှစ်ယောက်ကထွက်သွားဖို့လုပ်နေတော့နတ်စတီယာကလက်တုံပြန်ဖို့ဆိုပြီးတော့ကြောက်ခဲဆွဲယူပြီးတော့သွားတယ်။အဲ့ဒီမှာကြောက်ခဲနဲ့ထုရင်တနက်နဲ့ပစ်တာပေါ့ဆိုတဲ့ကျောင်းတော်ကြီးသားစစ်သားတွေကကိုဝင်ဆောင်တော့ပါတော့မသိပဲနဲ့ပစ်လိုက်ရမှာနတ်စတီယာလည်းမကိုလာရှေ့မှာတင်လဲကျသေဆုံးသွားပါတော့တယ်။အချိန်နဲ့လောက်ကြာတော့ယူကရိန်းပြည်သူတော်လှန်ရေးတပ်အဖွဲ့ဝင်ယူကရိန်း2ယောက်ရောက်လာပြီးတော့နာစတီယာကိုတကြိုဖို့မြေချင်းတူးပေးနေကြတော့မကိုလာကသူတို့ရဲ့မီးရှို့ခံလိုက်ရတဲ့အိမ်လေးစီကိုပြန်လာပါတယ်။အဲ့ဒီမှာသူ့အတွက်သူမိမလှုပ်ပေးထားတဲ့ခရစ်တော်ကားစဉ်တင်ခံထားရဟန်တစ်သားရုပ်လေးကိုတွေ့လိုက်ရတယ်။အဲ့တော့မှမိမဖြစ်သူကိုနှလုံးကြေကွဲမှုအပြည့်နဲ့ပဲမြေမြုပ်ပေးလိုက်ရပါတယ်။ပြီးတော့နောက်ထပ်ဘာဆက်လုပ်ရမှန်းမသိကြသေးဘဲနဲ့ယူကရိန်း2ယောက်နဲ့အတူတူလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။အဆုံးမှာတော့သူလည်းယူကရိန်းပြည်သူစစ်အဖွဲ့မှဝင်လိုက်တော့တယ်။နှုံးဆက်တိုင်းခေါင်းဆောင်ဖြစ်သူကမကိုလာဟာဒလန်တယောက်ဖြစ်ရမယ်ဆိုပြီးတော့သူ့ကိုမယုံပါဘူး။မကိုလာကတော့သူတို့နိုင်ငံကနေရုရှားတွေကိုမောင်းထုတ်ဖို့ဘလောက်ထိဆေးအားထက်သန်နေတာကိုပြသလိုက်ပြီးတော့အဖွဲ့တဲကိုဝင်ဖို့ကြိုးစားလိုက်တယ်။အဲ့တော့မှသူလည်းသူတို့တွေနဲ့အတူလေ့ကျင့်ရင်တစ်ချိန်ဆင်းဖို့အခွင့်အရေးရလာပါတယ်။ဒါပေမဲ့သူကတော့စစ်ဆန့်ကျင်ရေးဝါဒီသမားပဲဖြစ်နေပါသေးတယ်။သူ့မှာတနက်နဲ့ပတ်သက်တဲ့ဘုသူတာနည်းနည်းပဲရှိနေတယ်။အဲ့ဒီမှာအမျိုးသမီးတစ်ယောက်ကတနက်ဖြုတ်တက်ကိုသူ့ကိုပြပြီးတော့သူလည်းတင်ဖို့ဆုံးဖြတ်လိုက်တယ်။တညရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းလုပ်နေတော့မှသူ့ရဲ့အထက်အရာရှိကမကိုလာဟာစစ်ဆန့်ကျင်ရေးဝါဒီတစ်ယောက်ထပ်ဖြစ်တော့မှမဟုတ်ဘူးလို့ယူဆသွားတယ်။ပြီးတော့သူ့ရဲ့လျှို့ဝှက်နာမည်အဖြစ်ကြီးကန်းလို့ပေးလိုက်ပါတယ်။သူတို့ဆေးလေ့ကျင့်ခန်းတွေကအတွေ့အကြုံအသက်ဖြစ်ပေမဲ့လက်စားပြန်ချနိုင်ဖို့အတွက်သူဟာသူ့ရဲ့ဘူးတုတအားလုံးကိုအသုံးချပြီးတော့စူးစမ်းခဲ့တယ်။အဲ့ဒီမှာတင်နန်းသားတွေကိုစနိုက်ပါသမားလိုအပ်နေသေးကြောင်းအရာရှိကလာပြောတယ်။ပြီးတော့ဘသူ volunteer အနေနဲ့လေ့ကျင့်ခြင်းလဲလို့မေးလိုက်တော့အနှဲငယ်ပဲစိတ်ဝင်စားပုံပြခဲ့ကြတယ်။မကိုလာလည်းမတ်တက်ထရလိုက်ပါတယ်။အဲ့ဒီမှာအရာရှိကမကိုလာအနေနဲ့တနက်ကိုတောင်အချိန်မီအပြုတ်တက်မလုပ်နိုင်တာမို့လို့ပြန်ထိုင်ဖို့ပြောလိုက်တယ်။မကိုလာကလည်းသူလုံနိုင်တယ်ဆိုတာကိုတက်သေးပြဖို့အခွင့်အရေးတစ်ချိန်ပေးဖို့ပြောလိုက်တယ်။ပြီးတော့သူစက္ကန့်20အတွင်းပြီးအောင်လုပ်နိုင်တယ်လို့လည်းအရာရှိကိုလောင်းကြီးတင်လိုက်ပါတယ်။အဲ့တော့မှအရာရှိက AK47 တလက်ကိုစပွဲပေါ်တင်လိုက်တယ်။မကိုလာကသူ့မျက်လုံးကိုအဝတ်စီးလိုက်ပြီးတော့တနက်ကိုဖြုတ်ပြလိုက်တော့အားလုံးအံ့အားသင့်သွားကြတယ်။အဲ့တော့မှတနက်ကိုချောချောမွေ့မွေ့ပဲပြန်တက်ပြလိုက်ပါတယ်။ကြာချိန်က18စက္ကန့်ပဲရှိပါတယ်။ဒီချိန်မှာတော့လှောင်ရည်တန်တွေအစားလက်ခုပ်တန်တွေပဲသူတို့ရရှိခဲ့တယ်။အခုတော့မကိုလာဟာစနိုက်ပါသမားတစ်ယောက်ဖြစ်လေ့ကျင့်ဖို့ခွင့်ပြုခံလိုက်ရပါပြီ။လေ့ကျင့်ခန်းကာလမှာမကိုလာကအခြားသောတင်နန်းသားတွေနဲ့မတူတဲ့တနက်ကိုလက်ခံရရှိတာမလို့အံ့အားသင့်သွားတယ်။ဒါကြောင့်မလို့မမျှတဘူးလို့သူထင်သွားပါတယ်။သူလည်းပဲအခြားတင်နန်းသားတွေရထားတဲ့ SVD63 ကိုရကျင်တယ်လို့တောင်းလိုက်တယ်။ဒါပေမဲ့အမြင်ကတ်တဲ့ပုံမှန်နဲ့မဟုတ်သူမရခဲ့ပါဘူး။ဒါကြောင့်မလို့အခြားရွေးချယ်စရာမရှိတော့ဘဲနဲ့ရလာတဲ့တနက်ကိုပဲသူလက်ခံလိုက်ရတော့တယ်။တင်နန်းသားတွေကဘလို့အခြေအနေမှာဖြစ်ဖြစ်မမြင်နိုင်အောင်နေကြဖို့တင်ကြားခဲ့ရတယ်။အဲဒီမှာလေ့ကျင့်ခန်းတစ်စိတ်တစ်ပိုင်းအနေနဲ့တင်နန်းဆရာကသူတို့နဲ့လက်မအနှဲငယ်ပဲကွာတဲ့နေရာကိုပြစ်လိုက်တယ်။အဲဒီမှာတုံ့ပြန်မိတဲ့သူကလေ့ကျင့်ရေးမှာကြာရှုံးမှာဖြစ်ပါတယ်။ဒီစစ်ဆေးမှုမှာတင်နန်းသားအများစုကြာရှုံးကြတယ်။မကိုလာကတော့အတန်ကျက်ကြီးနဲ့သူ့ကိုအန်ရယ်ဖြစ်စေနိုင်တဲ့စမ်းသပ်မှုမျိုးဖြစ်တာတော့မှတစ်စက်မှမတွန့်ခဲ့ပါဘူး။နောက်ထပ်လေ့ကျင့်ခန်းကတော့ပြစ်မှတ်ကိုတစ်ခါမြင်ပြီးတာနဲ့သူတို့ရဲ့မှန်မြောင်းကိုဖုံးလိုက်တာဖြစ်ပါတယ်။ဒီတစ်ခါမှာတော့မကိုလာကလွဲသွားပါတယ်။ဒီလိုဖြစ်ရတာဟာသူဟာအကောင်းဆုံးလက်နက်ကိုသုံးခွင့်မရတာကြောင့်ဆိုတာသိနေပေမဲ့မကိုလာကတော့လုံးဝအထုံးမတက်ခဲ့ပါဘူး။လေ့ကျင့်ကအတွက်ချက်ဘက်မှာဖြစ်လာတော့သူ့ရဲ့တင်းနှန်းသားတွေမတိုင်ခင်မှာအဖြေရအောင်တွက်ထုတ်နိုင်တဲ့ဒူးပုံမူကြီးကိုတော့မကိုလာကအထင်ကြီးသွားစေခဲ့တယ်။မကိုလာရဲ့တင်ချပညာရှင်တယောက်အဖြစ်ရက်တည်ခဲ့မှုဟာဒီချိန်မှာတော့အသုံးဝင်လာခဲ့ပြီဖြစ်ပါတယ်။နောက်ဆုံးမှာမကိုလာဟာစနိုက်ပါ training ကိုအောင်မြင်သွားပါတယ်။တရားမှာတော့ဒူးပုံမူကြီးကမကိုလာကိုသူ့ရဲ့ပစ္စည်းတွေတင်ထားဖို့ပြောလာတယ်။သူကရုရှားတွေတင်ပိတ်ထားတဲ့စစ်ဆေးဂိတ်တစ်ခုစီကိုသွားမယ့်အဖွဲ့တွေကိုပါနေခဲ့တာဖြစ်ပါတယ်။သူတို့ဖွဲ့ကချက်ချင်းပဲနေရာယူလိုက်တယ်။စနိုက်ပါသမားတယောက်စီတိုင်းမှာကိုပိုင်ပြတ်မှတ်တွေရှိနေပါတယ်။သူတို့ရဲ့အစီအစဉ်ကိုအဆုံးသတ်ဖို့ရှိနေတော့ကားစီကစစ်ဆေးဂိတ်စီကိုဦးတည်လာခဲ့တယ်။
ဒါကြောင့်မလို့ဒုဗိုလ်မှူးကြီးကပြစ်တာကိုရခိုင်းလိုက်ပါတယ်ကားကစုံတွေဟာကားကထွက်လာခိုင်းပြီးတော့သူတို့ရဲ့ passport ကိုပြခိုင်းတယ်အားလုံးရှင်းလင်းသွားချိန်မှာသူတို့ကိုသွားခွင့်ပေးလိုက်ပါတယ်ဒါပေမဲ့အမျိုးသားဖြစ်သူရဲ့ passport ကိုတော့သူတို့ယူထားလိုက်ကြတယ်အမျိုးသားကသူ့ passport ပြန်လို့ခြင်းပေမဲ့ရုရှားကြီးကဘာခွင့်ဖန်ဖို့မှမသိတာကြောင့်ပြန်မပေးဘဲနေပါတယ်ဒါကြောင့်မလို့အခြေအနေကရုပ်သက်သက်ဖြစ်သွားပါတယ်အမျိုးသမီးကပါရိုက်ခံလိုက်ရတယ်လို့အမျိုးသားကတော့ပြစ်တိုက်ခံလိုက်ရပါတယ်အဲ့ဒီမှာဒုဗိုလ်မှူးကြီးကသူတို့ကိုပြစ်ဖို့အချက်ပြလိုက်တယ်အဲ့တော့မှရုရှားအားလုံးလည်းနှစ်ထက်မှအပေါက်လေးတွေဖုတ်သွားရင်လည်းအားလုံးမလကတီးစားကုန်တယ်ဒုဗိုလ်မှူးကြီးကပထမဆုံးမစ်ရှင်ကိုအောင်မြင်မြင်အဆုံးသတ်နိုင်တဲ့အတွက်သူတို့ဖွဲ့ကိုချီးကျူးလိုက်တယ်သူတို့ဖွဲ့ခြေဆိုင်စကန်စီကိုပြန်လာကြတော့မကိုလာကသူ့ရဲ့တင်နန်းပေါ်တငယ်ချင်းတွေကိုလိုက်ရှာတယ်အဲ့ဒီမှာအားလုံးဟာမစ်ရှင်အသီးသီးအတွက်လူခွဲလိုက်ကြပြီဖြစ်ကြောင်းသိလိုက်ရတယ်အဲ့တော့မှသူ့ရဲ့တင်နန်းပေါ်တွေကတယောက်ဟာစနိုက်ပါနဲ့စိုးစိုးရွားရွားပြစ်တက်ခံလိုက်ရတယ်ဆိုတာသိလိုက်ရတယ်ဒီနေ့မှာတော့သူတို့ဖွဲ့ဟာနောက်ထပ်မစ်ရှင်တစ်ခုစီကိုသွားရပါတယ်ဘုံတွေဆင်ပြီးတော့ခလုတ်ကိုတိတ်ရွက်နဲ့ဖုံးထားတယ်ရုရှားတွေအနီးရောက်လာတော့သူတို့တွေထဲမှာသူတို့ကိုအမြဲရန်ရှာနေတဲ့သူ့ကျောင်းသားဟောင်းအိုင်ဗန်ကိုမြင်လိုက်ရတာမို့လို့မကိုလာလည်းအံ့အသင့်သွားတယ်ဒါပေမဲ့အံ့အသင့်တာကတိတ်မကြလိုက်ပဲနဲ့ပြင်းထန်တဲ့ဘုံတွေတုံးဝုံထောက်ကွဲသွားတော့သူ့ကိုအမြဲတမ်းရန်ရှာနေတဲ့ကျောင်းသားဟောင်းအိုင်ဗန်ပါဝင်ရုရှားတွေအားလုံးအတွဲလိုက်မလကာတီးရကုန်ကြတယ်လူပုံမကြီးကတော့အိုင်ဗန်ကသူ့ရဲ့ဆုံးဖြတ်ချက်နဲ့သူပြုတ်လုခဲ့တာမို့လို့ဒါကိုဆိုးရတယ်လို့ခံစားမနေဘူးမကိုလာကိုပြောတယ်အနားယူနေတော့မှဒုပုံမကြီးကသူ့ရဲ့မိသားစုပုံကိုပြတယ်မကိုလာကကြည့်လို့ရမလားလို့မဲပြီးတော့ယူကြည့်လိုက်တော့အရာချီကြီးကသူ့မှာသူ့ဘာလုပ်နေလဲဆိုတာမသိတဲ့သမီးနှစ်ယောက်ရှိတဲ့အကြောင်းပြောလာတယ်ဒါကြောင့်မလို့သူ့အလုပ်ကဘာလဲဆိုတာကိုသူ့သမီးတွေကိုမပြောဘူးသူမိမနဲ့သဘောတူညီမှုယူထားရပါတယ်သူ့ရဲ့သမီးတွေကသူတို့အဖေဟာ business trip တစ်ခုသွားနေတယ်လို့ပဲသိထားကြတာပါဒုဗိုလ်မှူးကြီးကမကိုလာအမြဲတမ်းဆောင်လာတဲ့ ခရစ်တော်90တင်ခံထားဟန်တသက်ရုပ်လေးကိုမြင်သွားတယ်ဒါကြောင့်မလို့အဲ့ဒါအဆောင်လားလို့မေးလိုက်တယ်မကိုလာကဒါဟာသူ့အတွက်မိသားစုသင်္ကေတတာဖြစ်ကြောင်းပြောပြလိုက်တယ်ယူကရိန်းတပ်သားတွေဟာနေဇန်နာကကရုတ်ကျင်းတွေထဲမှာနေရာယူထားတဲ့အချိန်မှာစနိုက်ပါသမားတွေကလည်းကိုယ်နေရာနဲ့ကိုတာဝန်ယူထားရပါတယ်သူတို့တွေဟာရုရှားတပ်တွေဖျက်မသွားခင်လေးမှာပဲနေရာယူထားခဲ့တာဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲရုရှားတွေကလည်းဒီဒေသကြီးကိုကျူးကျော်ဝင်ရောက်ဖို့ပြင်ဆင်နေကြတယ်အဲဒီမှာမကိုလာကသူမိမကိုတတ်သွားတဲ့ရုရှားကောင်ကိုသူ့ရဲ့ scope ထဲကနေမြင်လိုက်ရတယ်ဒါကြောင့်ဒုဗိုလ်မှူးကြီးကိုပြစ်ခွင့်ပြုဖို့အကြောင်းခွင့်ပြုမိန့်တောင်းလိုက်တယ်ဒါပေမဲ့ဗိုလ်မှူးကြီးကစောင့်ဖို့ပဲပြောခံလိုက်ရတယ်မကိုလာကအခုနှစ်သာပြည့်ရမယ်ဆိုရင်ဟိုခွေးသားနောက်ထပ်နှစ်ဘွားလောက်ထိလူပြန်ဖြစ်လာနိုင်မှာမဟုတ်တဲ့အနေထားပဲဆိုပြီးတော့ခွင့်ပြုမိန့်ထပ်တောင်းတယ်သူကသူမိမကိုတတ်သွားတဲ့ဘဲမို့လို့အရန်ကိုပြစ်ချင်နေခဲ့ပါပြီဒုဗိုလ်မှူးကြီးကတော့စိတ်လျှော့ထားဖို့နဲ့ဒဲဟိုတဲကငါပစောင်းတဲကကွန်ရဘဲချင်းကဝါရတယ်ဆိုပြီးတော့ပြောလိုက်ပေမဲ့မကိုလာကတော့အခွင့်အရေးကိုလက်လွတ်မခံနိုင်ဘူးဖြစ်နေတယ်ဒါကြောင့်မလို့အထက်လူကြီးစကားနားမထောင်တော့ဘဲနဲ့မကိုလာကခလုတ်ကိုဆွဲလိုက်တာမှာသူမိမကိုတတ်သွားတဲ့ရုရှားကောင်လည်းလေဘင်းကိုလေတိုးသွားပြီးတော့အလကာတီးစားသွားတယ်။ရာရှိကြီးကတော့သူ့မိန့်ကိုလေးရှုခံလိုက်ရတာမဟုတ်လို့အတော်လေးစိတ်ပြတ်သွားတယ်။သူတို့တွေကရုရှားတွေကိုမလကာတီးကျွေးဖို့စောင့်နေတဲ့အချိန်မှာတစ်ဖက်မှာတော့ရုရှားနာမည်ကျော်စနိုက်ပါသမားစီရီကလည်းယူကရိန်းသားစားဖို့ဆိုပြီးတော့သူတို့နဲ့ဆန့်ကျင်ဘက်ရဲကနေပြောင်းချိန်ထားပါတယ်။စီရီကိုဒုဗိုလ်မှူးကြီးကတွေ့သွားတယ်။ဒါကြောင့်မလို့ရုရှားစနိုက်ပါရဲ့နေရာကိုမကိုလာကိုပြောလိုက်တယ်။ဒါပေမဲ့ရုရှားကြီးရဲ့တုံ့ပြန်မှုကအရန်ကိုမြန်လွန်းနေတော့မကိုလာအတွက်အခက်ကြုံနေရတယ်။အဲဒီနောက်မှာတော့ရုရှားစနိုက်ပါရဲ့လက်ချက်နဲ့ဒုဗိုလ်မှူးကြီးလည်းမလကာတီးစားသွားရတော့တယ်။အဲဒီခါမှာမကိုလာလည်းသူတို့ရဲ့နေရာကပြစ်ကွင်းထဲကိုရောက်နေတယ်ဆိုတာသိသွားတယ်။အဲ့တော့မှမကိုလာကအရာရှိကြီးရဲ့အလောင်းကိုသူ့နောက်ကျောမှာပိုးထားရင်းနဲ့နေရာရွှေ့နေတော့ရုရှားတွေရဲ့အသေးအသက်ပြစ်ချင်းကိုခံနေရပါတယ်။ဒါပေမဲ့ကန်ကောင်းတော့ဂရုချင်းတစ်ခုကိုသူတို့တွေ့သွားတာမဟုတ်လို့အသက်ဘေးကလွတ်သွားတယ်။သူအသက်ရှင်ခဲ့ပေမဲ့အရာရှိကြီးကတော့တေသွားပြီမလို့သူ့ကိုယ်သူအပြစ်တင်တဲ့စိတ်တွေကြီးစိုးနေခဲ့တယ်။ဒီအရာရှိကြီးကသူ့ကိုအမြဲတမ်းယုံကြည်ခဲ့တယ်လို့ဒီတာဝန်နဲ့ထမ်းဆောင်နိုင်ဖို့အတွက်သူ့ကိုအခွင့်အရေးပေးခဲ့သူလည်းဖြစ်တယ်။ဒါအပြင်သူ့ရဲ့လက်စားချေလို့စိတ်ကြောင့်အရာရှိကြီးမပြစ်ခိုင်းမဲနဲ့ပြစ်လိုက်မိတာကိုလည်းတွေးမိပြီးတော့သူဝမ်းနေသွားတယ်။ဒါကြောင့်မလို့အရာရှိကြီးတေဆုံးခဲ့ရမှုကိုကလေးစားချေဖို့အတွက်သူ့ကိုတတ်သွားတဲ့စနိုက်ပါသမားနောက်ကိုလိုက်ပြီးတော့အမဲဖြတ်ဖို့နှီးလမ်းမရှိပါတော့တယ်။မကိုလာကတယောက်တည်းမစ်ရှင်သွားလုပ်ပါတယ်အဲ့ဒီမှာစနိုက်ပါသမားနှစ်ယောက်ကိုတွေ့ပြီးတော့တုတ်တင်နိုင်ခဲ့ပေမဲ့သူ့အတွက်ကတော့စိတ်ကမကျေနပ်သေးဘူးဖြစ်နေတယ်မစ်ရှင်ကနေပြန်လာပြီးတော့အနားယူနေတော့မှဗိုလ်မှူးချုပ်စီကဖုန်းဝင်လာပြီးတော့ရုရှားစနိုက်ပါနဲ့ပတ်သက်တဲ့သတင်းပေးပေမဲ့အသေးစိတ်တော့လက်ရှိချိန်မှာမပြောနိုင်ဘူးလို့ပြောတယ်သူကတို့ချင်းတွေ့မှသာမကိုလာလိုအပ်တာတွေကိုဖြည့်ဆည်းပေးမယ်လို့ဆိုတယ်မကိုလာလည်းအထုပ်ပိုးပြင်ပြီးတော့အဲ့နေရာစီကိုသွားလိုက်တယ်အဲ့ဒါကရုရှားစနိုက်ပါသမားအကြောင်းပိုသိရဖို့သူ့အတွက်အခွင့်အရေးပဲဖြစ်ပါတယ်ဗိုလ်မှူးချုပ်ကရုရှားစနိုက်ပါကဘာတွေလုပ်နိုင်လဲဆိုတာကိုသူ့လူကိုသတင်းပေးတယ်ဒီရုရှားစနိုက်ပါကသူတို့ရဲ့စနိုက်ပါသမား9ယောက်နဲ့ဆက်သက်နက်သမား3ယောက်ကိုတုတ်တင်ထားခဲ့ပြီးဖြစ်ပါတယ်ဒီစနိုက်ပါသမားပြုတ်လုခဲ့တဲ့တပ်ဖြတ်မှုတွေကိုအခြေခံကသူ့ရဲ့အကြိုက်ဆုံးနေရာနဲ့ပတ်သက်ပြီးတော့သူတို့မှာ idea တစ်ခုရလာတယ်အဲ့ဒီရုရှားစနိုက်ပါကနေရာမပြောင်းလဲတတ်ပါဘူးယူကရိန်းစစ်သားတယောက်ကအဲ့ဒီ area တွေကိုမိုင်းဆင်ထားဖို့အကြံပြုပေမဲ့ဗိုလ်မှူးချုပ်ကတော့အဲ့ဒီအကြံကိုညှင်းလိုက်တယ်ဗိုလ်မှူးချုပ်ကမကိုလာကအဲ့ဒီ area တွေကလာတာမို့လို့သူတို့တွေဒီလိုဘာလို့မလုပ်နိုင်ရသလဲဆိုတာကိုအကြောင်းပြချက်ကိုရှင်းပြခိုင်းတယ်အဲ့ဒီမှာမကိုလာကရုရှားစနိုက်ပါသမားပုံနေတဲ့နေရာမှာကလိုရင်းနဲ့တိုးလောင်ထားတဲ့အကြောင်းတကယ်လို့ဘုံတွေတုံးပြီးတော့သူ့ကိုတတ်မယ်ဆိုရင်တဘာဝပုံဝင်ခြင်းကိုထိခိုက်လာစေနိုင်မှာဖြစ်ကြောင်းရှင်းပြတယ်အဲ့တော့မှစနိုက်ပါသမားအားလုံးကိုသူတို့တွေလှုပ်ဆောင်ပဲလုပ်ငန်းစဉ်တစ်ခုချင်းစီကိုပေးလိုက်တယ်ဗိုလ်မှူးချုပ်ကသူတို့အနေနဲ့ဒုတိယစနိုက်ပါသမားကိုတုတ်တင်ပေးပြီးဆိုရင်မကိုလာကိုအဆောက်အုံပေါ်တက်ပြီးတော့ရုရှားစနိုက်ပါကိုရှင်းပြစေချင်နေတယ်အဲ့တော့မှသူတို့တွေကိုထွက်သွားခိုင်းလိုက်ပါတယ်ယူကရိန်းစနိုက်ပါအားလုံးကတိုက်ခိုက်မှုပြုလုပ်ဖို့အတွက်နေရာယူထားလိုက်ကြတယ်ပြစ်မှတ်ထားတဲ့ area စီကိုတွားသွားနေရာယူပြီးနောက်မှာမကိုလာကသူလည်းတတ်မှတ်ထားတဲ့နေရာရောက်ပြီဖြစ်ကြောင်းအတည်ပြုပေးလိုက်တယ်မကိုလာကရုရှား2ယောက်နောက်ကနေခိုးသွားရင်2ယောက်စလုံးကိုချက်ချင်းတပ်ပစ်လိုက်တယ်အဲ့2ယောက်ထဲက1ယောက်ကသူ့အိမ်ကိုလာခဲ့တဲ့သူပါအခြားစနိုက်ပါသမားတွေကသူတို့ပြစ်မှတ်တွေကိုအတီးပြုတ်ထားပြီးတော့ပြစ်မိန်ဆောင်နေကြတယ်။အဲဒီတော့သတ်မှတ်ထားတဲ့အချိန်ရောက်တာနဲ့သူတို့အားလုံးရန်သူတွေကိုတစ်ချိန်တည်းမှာပဲပြစ်လိုက်နိုင်တယ်။စီရီကလည်းသူ့ရဲ့ကင်းသမားကဘာမှ report ထပ်တက်မလာတာကိုသတိပြုမိသွားတယ်။ဒါကြောင့်မလို့နေရာယူထားတဲ့နေရာကနေထွက်လာပြီးတော့ဘာဖြစ်နေတယ်လဲအပြင်သွားကြည့်တယ်။အခြားရုရှားစနိုက်ပါသမားတယောက်ကလည်းသူ့နေရာကနေထွက်လာပြီးတော့ဆက်သွယ်ရေးဆက်မှများပြဿနာတက်နေလားဆိုပြီးတော့လာစစ်ဆေးတယ်။
အောက်ကအဆောက်2ယောက်ကမကိုလာနားကိုသူတို့ရောက်နေတော့ကိုမသိကြပါဘူးမကိုလာကအချိန်ကောင်းဆောင်ပြီးတော့2ယောက်စလုံးကိုပြစ်တက်လိုက်တယ်စီရီကအပြင်ဘက်ကစနိုက်ပါသမားတယောက်ကိုလာစစ်ကြည့်တော့သူ့နေရာမှာနေရာယူထားနေသေးတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့အဲ့ဒီစနိုက်ပါသမားကပြစ်တက်ခံရတာကိုသိသွားတော့သူလည်းအရန်ကိုအံ့အားသင့်သွားတယ်ဒါကြောင့်မလို့တက်ကူခေါ်လိုက်ပါတယ်အဲ့ဒီမှာတက်ကူရောက်ဖို့10မိနစ်လောက်တော့ကြာမယ်လို့တစ်ဖက်ကပြောလာတယ်စီရီကသူ့နေရာပြန်သွားပြီးတော့စကုတ်မှာမျက်လုံးပြန်ကတ်လိုက်တယ်အဲ့ဒီမှာခရစ်တော်ပုံသူသားရုပ်လေးတစ်ခုသူ့နားမှာရှိနေတာကိုသူသတိပြုမိသွားတယ်သူဘာမှမလုပ်ရှားနိုင်ခဲ့ပါတယ်မကိုလာကသူ့ရဲ့နောက်ကျောဘက်ကိုခုန်ဆင်းလာပြီးတော့သူ့ရဲ့လေဘင်းကိုဓာတ်နဲ့ထိုးဆိုင်ပစ်လိုက်တယ်အခြားစနိုက်ပါသမားကလည်းသူ့ရဲ့နေရာကိုသူပြန်ယူလိုက်တယ်ဒါပေမဲ့ထိုင်အောင်မထိုင်ရသေးခင်မှာပဲလက်ပစ်ပုံတစ်လုံးကအလဲရောက်လာပြီးတော့သူလည်းလက်ပစ်ပုံလိုပဲတစစီဖြစ်သွားတယ်အဲ့နောက်မှာတက်ကူတွေရောက်လာပါတယ်တက်ကူကောင်းဆောင်ကစီရီစီကိုဖုန်းဆက်တော့မကိုလာကကင်လိုက်ပြီးတော့မင်းတို့တွေခရိုင်းမီးယားမှာဘာတွေလုပ်ခဲ့တယ်ဆိုတာအဖြေပြန်ပေးရမယ်လို့ပြောရင်လည်းအဲ့ဒီတက်ကူကောင်းဆောင်ကိုပြစ်တက်လိုက်တယ်ရုရှားစစ်သားတွေလည်းကားထဲကနေဆင်းချလာတယ်ဒါပေမဲ့အသူတို့အားလုံးယူကရိန်းစနိုက်ပါသမားတွေပွဲတော်တဲတာပဲခံလိုက်ရကအကုန်လုံးကားပေါ်ကဆင်းချင်းကားကုန်ပါတယ်အဲ့နောက်မှာမကိုလာကသူတို့နေရာလေးစီကိုပြန်သွားပြီးတော့သူမိမမြုံနှံထားတဲ့နေရာလေးကိုသွားလိုက်တယ်သူမိမအတွက်လက်စားပြန်ချင်နိုင်ခဲ့ပြီဖြစ်ပေမဲ့သူလိုရမယ့်တာဝန်တွေကတော့မပြီးဆုံးသေးပါဘူးသူဟာကျူးကျော်လာသူတွေကိုမောင်းထုတ်ဖို့အတွက်သူ့ရဲ့ပညာကိုအကောင်းဆုံးအသုံးချဖို့ဆုံးဖြတ်လိုက်ရင်လည်းစကားလေးလည်းပြီးဆုံးသွားပါတယ်နောက်ဆက်ပေးမှုအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ